မိသားစုတော်မှာလူတော်ငွေ3000ကျပ်ထဲဝင်လူရန်ထားရှိပြီဖြစ်ပါတယ်ဒေါခင်ဝိုင်းမိသားစုတော်မှာလူတော်ငွေ3000ကျပ်ထဲဝင်လူရန်ထားရှိပြီဖြစ်ပါတယ်ကိုကျော်ကျော်မထထားဦးမိသားစုမှာလူတော်ငွေ9000ကျပ်ထဲဝင်လူရန်ထားရှိပြီဖြစ်ပါတယ်ကိုကျော်ကျော်မထထားဦးမိသားစုမှာလူတော်ငွေ9000ကျပ်ထဲဝင်လူရန်ထားရှိပြီဖြစ်ပါတယ်ကြေးရွာစေဘေးကဆရာမဖြစ်တဲ့ဒေါမေတော်မိသားစုမှာလူတော်ငွေ3000ကျပ်ထဲဝင်လူရန်ထားရှိပြီဖြစ်ပါတယ်ကြေးရွာစေဘေးကဆရာမဖြစ်တဲ့ဒေါမေတော်မိသားစုမှာလူတော်ငွေ3000ကျပ်ထဲဝင်လူရန်ထားရှိပြီဖြစ်ပါတယ်ဥစဝင်းဒွေညင်းမိသားစုမှာလူတော်ငွေ2000ကျပ်ထဲဝင်လူရန်ထားရှိပြီဖြစ်ပါတယ်ဥစဝင်းဒွေညင်းမိသားစုတော်မှာလူတော်ငွေ2000ကျပ်စပီးသေးသေးထဲဝင်ငါလူရန်ထားရှိကြပြီဖြစ်ပါတယ်ယခုလိုဘုရားတရားတန်ခါရဲ့ဘောမှာယုံကြည်မှုတရားတရားအပြည့်ဖြင့်လူရန်လိုက်ကြတယ်ကျွန်တော်တို့ချင်းရွာတွင်းကစေနာရှင်ကုသိုလ်ရှင်အာစိနိကတသောသာစွမ်းတိုင်ကစွမ်းတိုင်ကမမိသားစုအားလုံးပေါင်းတို့ဟာအသက်ရှင်ခြင်းအစင်းလာခြင်းချမ်းသာခြင်းခွန်အားကြီးခြင်းဉာဏ်ပညာကြီးမားခြင်းတို့ခေါ်ဆိုအပ်တဲ့စွမ်းလူရကြုံ၅မျိုးကိုလည်းရရှိခံစားဆန်းစားကြရမှာဖြစ်သလိုသဗ္ဗဒါနဓမ္မဒါနစိနာတိလို့ခေါ်ဆိုအပ်တဲ့မြတ်စွာဘုရားအလူကိုလည်းလူဒံပူဇော်ရရောက်တယ်လို့ခြေရွာတွင်ကနေမြို့ပြစာသင်တိုက်တွေမှာပရိယပရိပတ်ပရိဝေဒလို့ခေါ်ဆိုအပ်တဲ့ဘာသာတော်၃ရက်ကိုထမ်းဆောင်နေကြတဲ့ယဟန်သာမဏေလေးများရဲ့စွမ်းသင်္ကန်းကြောင့်စေဆိုတဲ့ပစ္စည်းလေးပါးဒါယကပရိဒုကိုလည်းအလိုရရရှိခံစားဆန်းစားကြရမှာဖြစ်ပါလိမ့်တို့ဖြစ်ပါလိမ့်တမျိုးလူတော့များစွာသောအကျိုးကျေးဇူးများရရှိစေရန်အတွက်ကျွန်တော်များအာဇာနကသုံးတာအလူတော်ကြီးဟာဒီရွာတွင်သို့ယခုလိုနဲ့အလူကထွက်ရှိလာခဲ့ကြတာဖြစ်ပါလိမ့်တို့ဖြစ်ပါသောကြောင့်မိမိတို့ရဲ့တပူကချွေချင်းမှကြောင့်အောင်ရှာဖွေစုဆောင်ခဲ့တယ်ဓမိယာလနာလို့ခေါ်ဆိုအပ်တဲ့စင်ကြယ်တဲ့ပစ္စည်းဥစ္စာတွေကနေမှမိမိတို့မနေရလို့သင်ရတဲ့အချိန်မှာမိမိတို့ရဲ့နောင်ဘဝနောင်တန်တရာမှာအရေးပမာလိုက်ပါနိုင်မဲ့ဒါနဥစ္စာတကူရေဝဲပြုတ်နေကြတဲ့ကျွန်တော်တို့ဒီဝါပြောမှာဥရဟောင်းဥစ္စာခဏပြလို့ပြန်ပြည်စုံတော်မူကြပါရဲ့အာစိနိကစွန်တိုင်းကစွန်တိုင်းကမှာစေနာရှင်ကုသရှင်မိသားစုများဖြစ်ကြပါလိမ့်ဤကောမှုကုသရိအဖို့ဘာကအကြောင်းလဲလက်ရှိချမ်းမှာစိတ်ချမ်းသာ၍လူရဆန္ဒတလုံးတော်ပြည့်စုံကြပြီးဘက်ကတဆုပ်ကျဲလို့ညာဘက်ကတလေးဝင်နိုင်ကြပါလေရောမန်းသာလို့ဝေဖန်လာကြပါလေကောက်ပဲသိနေဆံရည်တပါးဒီအလားတိုးတက်ပုံများကြပါသေးကြောင်းကျွန်တော်များတန်ခါဝိညာဝိစာဘက်မှာတန်ခါတော်များရဲ့ကိုယ်စားဆုတောင်းပတနာမေတ္တာပို့တာပေးလိုက်ရပါလေခင်ဗျာဦးမောင်ထိုင်တော်နဲ့မိသားစုမှာလည်းလူတော်ငွေ9000ကျပ်ထဲဝင်လူရန်ထားရှိပြီဖြစ်ပါလေဦးမောင်ထိုင်တော်နဲ့မိသားစုမှာလူတော်ငွေ9000ကျပ်စပီးသေးသေးထဲဝင်လူရန်ထားရှိကြတာဖြစ်ပါလေ